စပင်ကောက်ထားတဲ့သူလေးတွေအတွက်ကိုယ်စပင်အကောင့်လေးကအပြင်ကောက်လားအတွင်းကောက်လားတည်ယုံနဲ့စပင်စားလို့တုံးကပုံစံလေးအတိုင်းလာနေဖို့ဒီနည်းလေးကိုလာလုပ်ကြည့်နော်စပင်ကောက်ထားတဲ့သူလေးတွေအတွက်ကောက်ထားတဲ့ဆန်သားလေးတွေ3-4ရက်အတွင်းမပြင်းအောင်ဘလို့နီးလန်းလေးအသုံးပြုတယ်ဆိုတာကိုပြန်လည်မျှဝေမှာပဲဖြစ်ပါတယ်ရှင်ဒီနည်းလမ်းလေးကတော်တော်လေးစင်ပြေလို့ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်တကယ်တမ်းကျတော့ပုံသင်းတာကတော့မခက်ဘူးပေါ့နော်ကိုသုံးနေကြဟဲကုတ်လေးရှိုံနဲ့ရပါပြီရှင်ကောင်းပြီလဲကိုသုံးနေကြကောင်းပြီလေးနဲ့ပဲရပါတယ်ပေါ့နော်ကျမဆိုရင်အဲ့ဒီကောင်းပြီဆိုရင်ကြာပြီပေါ့နော်ဒါတော့မှကိုရိုင်းဝယ်ထားတာမဟုတ်ပါဘူးအမေစီရယူလာတာပါဘယ်လိုပဲဖြစ်ကိုရှိရလေးနဲ့ပုံသင်းတန်ရပါပြီပေါ့နော်ကျမဆိုရင်လည်းပေါ့နော်အစတော့ဆိုရင်မသိပါဘူးစပင်ကောက်ရှင်တာပဲတည်ရပေါ့နော်စပင်လေးအပေါ်ရီပေါင်းလုပ်ပြီးတော့အောက်ကိုကောက်လိုက်မယ်ဆိုပြီးတော့လုပ်လိုက်တာပါတကယ်တမ်းစပင်ကောက်ပြီးတော့ကြာတော့တိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်တိတ်ပြီးလည်းမလုပ်တတ်ဘူးဘာမှလည်းမသိဘူးစပင်ကြောင်းလည်းနားမလဲဘူးဒီလည်းမသိဘူးဆိုတော့ဘယ်လိုလုပ်ရမလဲလည်းမသိဘူးမတိတာအောင်တော့ရှာလဲရှာမကြည့်ဘူးဘလို့မှလည်းမလုပ်ဘူးဒီတိုင်းမှထားလိုက်တယ်စပင်အဲ့ဒါမှပဲစပင်က1လ2လအတွင်းမှာပဲပေါ့နော်ကောက်သားလေးကပြည်သူလိုဖြစ်သွားတယ်နဲ့စိတ်လေးကစိတ်သက်ကြသွားပြီတော့ကိုယ်စပင်လေးကမလာတော့ဘူးဆိုပြီးတော့ခေါင်းလျှော်ပင်လည်းစိတ်ချမ်းသာမှုမရှိတော့ဘူးပေါ့နော်အကြတော့ဘလို့လုပ်လဲဆိုတော့ဘလို့လုပ်ရင်ကောင်းမလဲဆိုပြီးတော့ရှားတယ်ခြားကြည့်တော့ကြတော့ဒီလိုမျိုးလေးလုပ်စပင်ဆိုင်နေရပေါ့နော်စပင်ကောက်ထားတဲ့စပင်ဆိုရင်အမြဲတမ်းကောက်စီမတုံးလဲရတယ်ပေါ့နော်ကိုသုံးနေကြဟဲ့စီန်လေးတုံးပြီးကောက်ရင်လည်းရတယ်အိမ်မှာပဲကိုပါတာကိုပဲပုံသင်းလို့ရတယ်ဆိုတာနဲ့ဒီလမ်းလေးကိုလိုက်လို့ကြည့်ရအဆင်ပြေရပေါ့နော်အဲ့ဒါကြောင့်မျှရပေးခြင်းဖြစ်ပါတယ်ရှင်စပင်ကတော့ပေါ့နော်ဘလောက်ကြီးပဲကိုစပင်ကဈေးအများကြီးပဲပေးပြီးတော့လောက်တာပေါ့နော်ကိုတိုင်းပြန်လဲပြီးတော့မှစပင်ကောင်းကောင်းလေးပုံမသွင်းတတ်ဘူးဆိုလို့ရှိရင်တော့ကိုစိတ်တိုင်းကြောင့်မရဘူးပေါ့နော်အကြိုင်တော့စပင်ဆိုင်ကြောင့်မဖြစ်တာလားကိုတိုင်းကြောင့်မဖြစ်တာလားဆိုပြီးတော့ပြန်ပြီးတော့ဖြေတော့ရှာရတယ်ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ကျမတို့ကလည်းအဲ့လိုပဲပေါ့နော်စပင်ဆိုင်မှာလည်းသွားပြီးတော့စပင်စားတော့မယ်ဆိုင်အောင်ရောက်တယ်ပေါ့နော်အဲ့နောက်ကိုဆိုင်အောင်လဲသွားပြီးတော့ခေါင်းလည်းမလျှော့ဘူးကိုဖတ်တာကိုပဲလုပ်တယ်ဘလောက်ထိတောင်းလဲဆိုရင်ကျမဆိုရင်2လလောက်ပေါ့နော်စပင်စားလုပ်ပြီး1လလောက်ကတော့တန်လေးပဲရှာထားလိုက်သေးတယ်ပြီးတော့ကျတော့စိတ်လည်းမရှိတော့ပေါ့နော်ပူလဲပူတော့ကျတော့စပင်ရှာပြီးလည်းမနေတတ်ဘူးအဲကြောင့်စပင်ကိုညှက်ကုတ်နေပဲအမြဲတမ်းခောက်ပြီးတော့ကုတ်ထားတော့ကျစပင်ကောက်တာပို့ပြီးတော့ပြည်ရပေါ့နော်အဲ့ဒါကြောင့်မို့စပင်ကိုပေါ့နော်စပင်ကောက်ထားပြီဆိုလို့ရှိရင်စပင်ကိုခောက်ပြီးတော့ညှက်ကုတ်နဲ့ကုတ်ချင်းကိုပေါ့နော်ရှောင်းမရပါမယ်အခုလိုမျိုးလုပ်ရှင်ကစပင်ကို3-4ရက်အတွင်းကောက်တော့လုံးဝမပြေပါဘူးရှင်အခုကပေါ့နော်စပင်ကိုကိုစမရှိရဲ့ဟဲကုတ်လေးနဲ့ဘယ်လိုမျိုးလုပ်လဲဆိုတာကိုပြောပြရမယ်ပေါ့နော်စကားလေးလည်းရှိနေပြီဆိုတော့ကိုလည်းနေကြဟဲကုတ်လေးကိုညရင်ကလိန်ထားရင်တော့ပို့ပြီးတော့စင်ပြေပေါ့နော်ဒါပေမဲ့မလျှော့ခင်3-4နာရီနှက်ထားရင်တော့ပို့ရ3-4နာရီနှက်ထားလဲရတယ်ပေါ့နော်ကျမတခါကြာရင်လည်းပြင်းတော့ကြတော့ညကလေးမနှက်ထားဘူးမနှက်ခင်ကြာမှာပဲနှက်ပြီးတော့မနှက်ခင်ကြာမှာပဲတော့နော်လိန်ပြီးတော့လုပ်လိုက်ပါတယ်ကောင်းချလိုက်တယ်ပေါ့နော်အကုန်လုံးအဲ့လိုမျိုးလုပ်နေတဲ့အချိန်မှာလည်းကိုယ့်ရဲ့စပင်ကပေါ့နော်စပင်ဆရာဆိုင်ရပြောလိုက်လိမ့်မယ်ကိုယ့်ရဲ့စပင်အကောက်ကအပြင်ကောက်လားအတွင်းကောက်လားကျမရဲ့စပင်ဆိုရင်အပြင်ကောက်ပေါ့နော်ကျတော့ခေါင်းလေးနေတဲ့အချိန်မှာလည်းခေါင်းလေးစီလေးနေတဲ့အချိန်မှာလည်းအပြင်ကောက်ဆိုရင်အပြင်ကိုလိုက်ပြီးတော့အဲ့လိုစပင်လေးဆွဲချလိုက်အပြင်လေးပြန်လိုက်အဲ့လိုမျိုးတစ်ခါလုပ်ပေးရမယ်ပေါ့နော်အတွင်းကောက်ဆိုရင်လည်းအဲ့လိုပဲစပင်ကိုအတွင်းဘက်ကိုလိမ့်ချမယ်ပြီးလို့ရှိရင်ဆွဲနည်းနည်းတစ်ခါဆွဲချလိုက်ပြီးလို့ရှိရင်တစ်ခါအဲ့လိုမျိုးလေးထပ်လုပ်ပေးမယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ကိုယ့်ရဲ့စပင်လေးကခေါင်းချော်ပြီးဆိုလို့ရှိရင်တော့စိုက်မပုံစံထားတဲ့အတိုင်းပဲလှနေမှာပေါ့နော်ခေါင်းချော်ပြီးရဲ့ဗီဒီယိုလေးတင်ပေးမှာမို့ဆက်ကြည့်ပေးအောင်နော်